โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အတန်ဟာအဲ့လေးအကြောင်းကျွန်တော်ပြောပြပေးမယ်ပေါ့နော်အားဆိုရင်ကျွန်တော်တို့ဘာမှသွားတောင်းအောင်လဲဆိုရင်ကျွန်တော်ရဲ့ YouTube မှာလည်းတင်ထားပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram Channel မှာလည်းတင်ထားပေးပါမယ်အဲဆိုကျွန်တော် Telegram Channel ကျွန်တော်သွားပြမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ပေါ့နော်ဒီမှာဒီပေါ်ကဆက်ပါလေးကိုနှိပ်လိုက်ပေါ့နော်ဒါကတော့ Mind ဒီ hack ပေါ့နော်ဒီကလည်း download ရတယ်ပေါ့နောက်တစ်ချက်ထပ်နေပါဒီမှာပေါ့နော်ဒီမှာအတန် hack အဲ့ဆိုပြီးတော့ဒီမှာခြာလာတဲ့အဲ့ဒါလေးကိုဒီရဲ့ရေးတဲ့အကူလေး credit ပေးပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ရက်ဝင်မယ်ပေါ့နော်ကျွန်တော်တို့ဝင်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာဒီထဲဝင်ဖို့ဆိုရင်ကျွန်တော်တို့ဟိုကစားချိန်သွားဝယ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ဘယ်ဂိမ်းလဲဆိုတာကျွန်တော်တခါလေးပြောပြပေးမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အတန်ဟက်တဲ့ဝင်မယ်အတန်နဲ့ဝင်မယ်ပေါ့နော်အဲဆိုအတန်နဲ့မှာကျတော့မိုင်တဲ့အတိတ်အဆင်မပြေဘူးကျွန်တော်တိန်တော့ပြောင်းလိုက်မယ်ကျွန်တော်ချက်ပြန်ကလစ်ပြီးတော့ပြန်ဝင်လိုက်မယ်ကဲရပါပြီပေါ့နော်ရောက်ပါပြီဆိုရင်ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီဘောလုံးကန်တဲ့ဂိမ်းကြီးပေါ့အကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဒီမှာပေါ့နော်ဒီအပေါင်းလေးကိုနှိပ်လိုက်ရတယ်ပေါ့နော်အဲ့ဒီမှာပေါ့နော်ကျွန်တော်တစ်ချက်ပြန်ပြမယ်ပေါ့နော်ပိုရှင်းပါအဲ့ဒီကောင်လေးတွေကိုကျွန်တော်တစ်ချက်ဝင်မယ်ပြီးဒီမှာဒီအပေါင်းလေးပေါ့နော်အပေါင်းလေးကိုနှိပ်မယ်ပြီးကျွန်တော်တို့မှာအသေးထပ်ဝင်မယ်ပြီးကျွန်တော်ဝယ်ယူမီဆိုတာလေးကိုနှိပ်လိုက်မယ်ဒီမှာ၄ခုထည့်ရပါပြီပြီးကျွန်တော်နောက်တစ်ခုထပ်ဝယ်ပြမယ်ပေါ့နော်ရသေးလားမသိမရတော့ဘူးပေါ့နော်ကျွန်တော်ဗီမီရှိတော့ဘူးဒါဆိုရင်ကျွန်တော်အတန်ဟက်ဖိုင်လေးတွေကိုကျွန်တော်တစ်ချက်သွားမယ်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကျွန်တော်အတန်ဟက်အဲ့လေးပေါ့နော်အကောင်လေးတွေကိုတစ်ချက်ဝင်မယ်ပြီးကိုယ့်ရဲ့ဖုန်းနံပါတ်လေးရိုက်ထည့်လိုက်ပေါ့နော်ကျွန်တော်တို့ပစ်ချလိုက်မယ် OTP တောင်းမယ်ပေါ့နော်ကိုယ့်ရဲ့ OTP လေးရိုက်ထည့်လိုက်မတူ OTP ပို့ပေးတယ်ပေါ့နော်ကဲကျွန်တော်ဒီထဲကိုရောက်သွားပြီပေါ့နော်ခဏလေး line မကောင်းလို့ကျွန်တော်ဒီထဲကိုရောက်သွားပြီပေါ့နော်ဒီထဲဆိုရင်ကျွန်တော်တို့ဒီမှာဖုန်းဟိုပါပေါ့နော်ဒီမှာဖုန်းပြီးဒီမှာ point ဒီမှာ data ဒီမှာဖုန်းပြောမိနစ်ဒီမှာလည်းဖုန်းပြောဒီကောင်တော့ဗာလဲတော့မသိဘူးပေါ့နော်ဒါဆိုကျွန်တော်ဂိမ်းလေးကိုဆော့ဖို့အဓိကဂိမ်းဆော့ဖို့ဖြစ်တဲ့အတွက်ကျွန်တော်ဂိမ်းကိုဆော့ပြမယ်ကျွန်တော်ဂိမ်းဆော့ဖို့ဆိုရင်ကျွန်တော်ဒီကောင်လေးပဲနှိပ်ရမယ်ပေါ့နော်ဒီ play ဆိုတဲ့ဟာလေးကိုတစ်ချက်ကလစ်လိုက်ပေါ့နော်လိုင်းမကောင်းလို့ပေါ့နော်အိုးဒီမှာ9000ကျက်ပေါ့နော်အဲ့ဒါတော့ဗာလဲတော့မသိဘူးကျွန်တော်တို့အတန်သိမ့်မသုံးဘူးတော့ပေါ့နော်အဲ့ဆိုရင်ကျွန်တော်နောက်တစ်ပွဲထပ်ဆော့မယ်ဒီ9000ကျက်ပဲထပ်ပေါက်တယ်ပေါ့နော်ဗာလဲတော့မသိဘူးကျွန်တော်တော့မသိဘူးကျွန်တော်ပွားရတော့ကျွန်တော်30ရောရတယ်ပေါ့နော်လုံးထပ်နေမယ်ဒီမှာ200အမီနဲ့30ပွားထပ်ရပါတယ်ပြီးကျွန်တော်ထပ်နေမယ်အဲ့ဒီမှာ300အမီနဲ့30ပွားထပ်ရတယ်ဖြီးအောင်တော့ထင်တယ်ပေါ့နော်အဲ့ဒါဒီလောက်ပါပဲဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာ MyID အကြောင်းနဲ့ဖုန်းပေးဘယ်လိုရရလဲဆိုတာလေးအကြောင်းလေးကိုတင်ပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနဲ့ဘေးနားအခေါင်းလုံးလေးကိုနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗီဒီယိုလေးအဆင်မပြေရင်လည်းအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျ